ဒီတာယာ၃မျိုးကတော့မိတ်ဆွေတို့ကိုတေတွင်းကနေတောင်မှပြန်ကယ်နိုင်တဲ့တာယာတွေပါနံပါတ်1လေမလို့တဲ့တာယာ LS တာယာဒီတာယာကဘယ်တော့မှပေါက်မထွက်နိုင်ပါဘူးတန်ချောင်းဆိုင်ဝင်သွားရင်တောင်မှပုံမှန်အတိုင်းဆက်မောင်းနိုင်စွမ်းရှိပါတယ်မောင်းနေရင်တာယာပေါက်တဲ့အန်ဒီရဲ့ကြီးကိုကြောက်စရာမလိုတော့ပါဘူးနံပါတ်2ပုံစံပြောင်းနိုင်တဲ့တာယာ shape shifting တာယာခလုတ်တစ်ချက်နှိမ့်လက်ယုံနဲ့ဒီတာယာကစက္ကန့်ပိုင်းအတွင်းမှာပဲမညီညာတဲ့လမ်းတွေကိုဟန်ချက်ညီအောင်လို့ညှိယူနိုင်ပါတယ်လမ်းကြောင်းနဲ့ရာသီဥတုအလိုက်ပြောင်းလဲနိုင်ပြီးတာယာနဲ့မြေပြင်ကြားကပုတ်တိုက်အားကိုမြင့်တင်ပေးနိုင်ပါတယ်ဒီလိုနည်းနဲ့ကားရဲ့ brake စနစ်ကိုပိုကောင်းမွန်စေပြီးမတော်တဆမှုတွေကိုလည်းကြိုတင်ကာကွယ်ပေးနိုင်ပါတယ်နံပါတ်3မိမိဘာသာပြန်ကောင်းအောင်လို့လုပ်နိုင်တဲ့တာယာ self healing တာယာဒီတာယာကချွန်ထက်တဲ့ပစ္စည်းတစ်ခုခုရုတ်တရက်စိုက်ဝင်ပြီးပေါက်သွားတဲ့အခါမျိုးမှာအတွင်းကနေပေါ်လီမာပစ္စည်းတစ်မျိုးကိုချက်ချင်းဖြန်းထုတ်ပြီးအပေါက်ကိုပိတ်သွားစေနိုင်ပါတယ်ဒီလိုနည်းနဲ့အဲ့ဒီတာယာဟာချက်ချင်းပဲပြန်ကောင်းသွားပြီးလေထွက်တာကိုတားဆီးနိုင်ပြီးတော့ကားဟာဘေးတိုင်းမှောက်ခြင်းမရှိဘဲနဲ့ပုံမှန်အတိုင်းဆက်မောင်းနိုင်စေမှာပဲဖြစ်ပါတယ်အန်ဒီရဲ့ကြီးတွေကြုံရနိုင်ခြေကိုလည်းတားဆီးပေးနိုင်ပါတယ်